တရားဆရာကိုတော့ကျွန်တော်တက်တက်ခေါ်ပါနော်ဒီချာတက်တက်ခံချင်တဲ့စမှာဒီဒီမှာမရှိဘူးပေးပါစေ။သူတစ်ဖြင့်ဆရာအမျိုးသမီးဇနီးချောလေးသူလည်းပါလာတဲ့အတွက်သူကျေးဇူးတင်ပါတယ်။ဆရာမကတော့ MICD ကျောင်းထွက်ဖြစ်ပါတယ်။သူလည်းကျန်းမာကျောင်းအောင်ပြီးသားဖြစ်ပြီလို့ဆရာရဲ့ဘေးနားမှာအလုပ်အတူလုပ်တဲ့သူဖြစ်တယ်။တာအကြီးဆရာတစ်ခါတရားဟောတော့မှပြောမှုပါတယ်။တာကြီးနာမည်ကဂျိုးဆက်လေးခန့်ကျော်ဟုတ်ကဲ့နော်တာကတိမောနေကတိမောလို့ဖြစ်တယ်ထိုင်မောရတဲ့မတည့်ပြပါလားအားလုံးကနှုတ်ဆက်ခြင်းတဲ့အတွက်ကတိတော်ဖြစ်သွားပြီဟာလေလုယာကောင်းပါဆရာပြောနေတဲ့တာဘူးနဲ့တူတော်ဆိုတာအားလုံးကြည့်လိုက်ပြီးပါပါတားနေရတော့ပြီးမှချန်ခဲ့ပါတယ်ဒီနေ့တာကြီးနဲ့ဆရာတော်နဲ့လူငယ်များဆိုရှင်များဒီတန်ရှင်များဆောင်းနေတူမေတ္တာရဖွဲ့ဖို့တတ်အားရှိတဲ့လာတဲ့အတွက်သူကျေးဇူးတင်ပါတယ်လို့လူငယ်သားလည်းတော့ဖွဲ့လိုက်ကနေတော့ပြောလိုက်ပြီးတော့အားရတော့ပဲဖြစ်တယ်ဒီလိုမဆုံးဘူးဒါနဲ့ဆရာကြီးဖြစ်စေဖို့ဆူတောင်းပေးပါတယ်ဗျာကျေးဇူးမြတ်တော်ရှင်ဖတ်ထားရင်တူတကမကဒီအင်းတော်မှာရှိနေကြတော့အမှုတော်ဆောင်များကျေးဇူးတင်တယ်အဲ့တော့ကျွန်တော်ပြည်နိုင်ငံဓမ္မအမှုပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိခင်ကကျွန်တော်အဲ့ဓမ္မအမှုပြီးခဲ့တာဖြစ်တယ်ကျွန်တော်ကတယောက်တည်းသားတယောက်တည်းဖြစ်ပါတယ်ကျွန်တော်မောင်မတွေကတော့ first cousin တွေကတော့6ယောက်ရှိတယ်ပေါ့နော်ကျွန်တော်ရင်းဆိုရင်တော့တယောက်ပဲရှိတယ်ဒါပေမဲ့ဟိုကျွန်တော်ပြီးတော့ဦးလေးဘာတွေကအလုံးဆိုးတယ်ပြောတယ်
ဒါပေမဲ့ကျေးဇူးတော်တော်ဆိုယေရှုနာမနဲ့ဓမ္မဖို့လို့ဆိုဖြစ်သွားတယ်ကျွန်တော်16နှစ်မှာဆက်အောင်နဲ့16နှစ်မှာချက်ကြောင်တက်ပြီးဖျားသင်ကအသက်17နှစ်ကလေးကယနေ့ထိတောက်လျှောက်အသုံးပြုနေတာဖြစ်တယ်အဲ့တော့ဓမ္မအမှုပေးခြင်းဟာအမှုတွေကအမှုတွေထဲမှာအတိအမဲဆုံးနေဖြစ်တာဖြစ်တယ်ကျွန်တော်တားငယ်လေးဒီအမှုဓမ္မအမှုပေးခြင်းဖြစ်တယ်နောက်ဆိုရင်ကျမ်းပိုက်တွေပါလို့မိနေသူဖုန်းဆက်မေးလို့ရပါတယ်ဒီမှာအကုန်လုံးရှိပါတယ်သူကအကျမ်းစာကောင်းကောင်းမှတော့ဆက်ထားတာဖြစ်ပါတယ်သူရဲ့ကျေးဇူးတင်တယ်နောက်တော့ခဏလေးစကားပြောပါစို့ကျမ်းသင်ချိန်တိုင်းတော့ဆက်ကပ်ပါလေဒီနေ့ကြောင့်ရှိတော်သူအားလုံးကိုယေရှုနာမနဲ့ကောင်းချီးပေးတယ်ဖြစ်အနာမေပြန်ပြီးတော့လုံးနဲ့ပြားကြီးစီတော်ကောင်းချီးတို့ပေါ်မှာတက်ရောက်စီပါကျွန်တော်ပြောနေတာကကိုယ်ပြောခြင်းပဲဖြစ်စီယေရှုနာမနဲ့ဝေငှပါတယ်ဖြစ်အာမင်အဲ့ကျွန်တော်ဒီနေ့ကငါလည်းလာချက်3လပိုင်းတော့နော်ချက်3လပိုင်းတော့ဝေငှဒါမှတ်မိမယ်လို့ထင်တယ်ဒါမှမဟုတ်ဆိုင်ကိုကြာပြီဆိုတော့ဒီလောက်ပါပြီးတော့မဟုတ်တော့ဘူးနော်မှတ်မိမယ်ထင်တယ်ပြီးလေးလုံး before နောက်တော့ပေါ်ပြလိုက်ပြီးလေးလုံးမှာနံပါတ်1ပြရ program ပြဿနာဖြစ်ရင်နံပါတ်2ကပါလေ praise ချီးမွမ်းပါနံပါတ်3မှာ praise ရှင်းတောင်းပါနံပါတ်4မှာဖြစ်မယ် peace နေတဲ့ချင်းအဲ့တော့ခေါင်းကြီးကြိုင်တာမမီလေလို့ပြောတာပဲနော်ကျေးဇူးတင်တယ်အဲ့တော့မမီကျေးဇူးတင်တယ်အဲ့ဒီကနေ့တော့ဘာလေးကျွန်တော်ပေါ်ပြခြင်းလဲဆိုမတူညီသောအာယုံပြုခြင်းလောကမှာလူကအာယုံဆိုတာရန်ထူးဆန်းတယ်အာယုံတော့မောရှိအပေါ်အာယုံပြောတာပေါ့ကျွန်တော်ရဲ့အာယုံပြောတာတကယ်လို့ကျွန်တော်မှထိုင်နေတယ်ပေါ့ဆရာလေးဘယ်တော့မှမနေဘူးနော်ကျန်တော့မစတာကျဲကျန်တာတချို့ကမမြင်ကျန်တာဟဲ့မိုးထားတယ်လို့လုပ်မယ်အချို့လည်းလို့စဉ်းစားရင်စဉ်းစားမှမရှိပါဘူးမရှိပါဘူးအော်ဆရာဘာများတော့ပြောမယ်တကယ်ကိုအာယုံဆိုင်နေမယ်လို့ယုံကြည်တယ်တချို့ကအာယုံဆိုတဲ့သူရဲ့အာယုံကတည်ကြည်တော့ခါပါလေတရားဟောဆရာပြောတာ तू ကအဲ့လိုသူတရားဟောရင် तू ကဘာဖြစ်တယ်လဲဆိုတော့တရားဟောသူ့ကိုသိတယ် तू ကနည်းနည်းဟိုပြောစရာတွေကများတော့နည်းနည်းရှိတယ်ရှင်တို့ကသိတော့သူရှေ့ကောင်းမှာဆိုတော့အများတော့ဘာကြိုက်ပြီးတရားလုံးဟိုဆက်လာတရားဟောတယ်တရားလုံးကြိုက်ပြီးတရားဟောတယ်တရားလုံးဆိုစကားနဲ့ပဲခံတယ်အဲ့တော့တရားလုံးနဲ့မိုးပြီးဟောတရားလုံးပြောတော့ပြီးတရားချက်ပြီးတော့ဟာအစစ်ကြီးနေတာသူတင်သားတွေကသိတယ်ဆရာမစောက်ဖောင်းရတရားလုံးကြိုက်ထားတာအဲ့ဒါတို့ဒီဘာမှကြိုက်တာနေတော့အဲ့တော့အားမစကားလည်းပေါ့ပြောလာပြီးဆိုပြီးတော့မယ်ပြောလာပြီးဆိုပါရော့လာလေပြီးတော့မယ်တရားလုံးကဖောင်းလာရော့လာအဲ့လိုပဲသူကအပတ်တိုင်းဟောနေတပိဘောကအဲ့လိုပဲသူအတင်းတော်ကိုအဲ့ဒီဟာအိမ်မှာလည်းအစီအစဉ်တွေများတော့ဟာပြီးတော့လောလောထွက်လာပြီးတော့လည်းသူအဲ့ဒီကြောက်အဲ့လိုပဲသူတရားဟောကန်နေကြောက်ချက်ချင်းတရားဟောဆိုပြီးတော့ကောက်ထည့်တယ်အဲ့လိုပဲသူငုံပြီးဟောတာစံကားနဲ့လည်းမပြောအဲ့တော့ဆက်ဟောတာပေါ့နိုင်ဝတ်လည်းမပြောဆက်ဟောတယ်တဏှာကြီးလည်းမပြောဟာတင်းတော်ရဲ့ဟာဒုက္ခပဲနှစ်နာရီလည်းမပြောသုံးနာရီလည်းကြာတာတင်းတော်ရဲ့မစက်တွေဟာဘယ်လိုပဲလုံးပြနေပြီအဲ့ဒါလည်းမပြီးတော့သုံးနာရီကြီးမပြောတော့သူတို့မားနေတယ်အဲ့ချိန်ကျတော့သူတို့အဲ့မချင်းနေရောအသားလေးခေါင်းတော့ပြီးအဲ့ဒီစက်တွေကမှထုတ်ကြည့်လိုက်တော့ကျေပြီးဖြစ်နေတယ်ကျေပြီးအကြောင်းကိုကျေပြီးပါလာအဲ့ဒီကနေ့ကျွန်တော်ကကြားလုံးလည်းမပါဘူးကျေပြီးလည်းမပါဘူးနှုတ်ကပ်တော့ပါလာဖြစ်နေအာမင်အဲ့ဒီကနေ့နှုတ်ကပ်တော့အာယုပြုလို့သူကလေကောင်းချီးရှိပြီးသားဖြစ်တယ်ဒါကြောင့်လည်းလောကမှာဒီမျိုးရှိမျက်မှောက်ပြုတဲ့သူနဲ့မျက်ွယ်ပြုတဲ့သူဆိုတဲ့မျိုးရှိအခုကျွန်တော်တို့ကမျက်မှောက်ပြုကျွန်တော်နဲ့တစ်ချိန်နဲ့အရက်တော့နေတော့ဘာပြုလဲမျက်ွယ်ပြုမျက်မှောက်ပြုတဲ့သူကလေဖယားကိုမျက်မှောက်ပြုရင်သင်ကောင်းကြီးကိုမျက်မှောက်ပြုရမှာဖြစ်တယ်အာမင်ဒါပေမဲ့သင်ဖယားကိုမျက်ွယ်ပြုရင်သိရှိလာတဲ့ကောင်းကြီးကိုသင်ပြန်မျက်ွယ်ပြုသွားတောင်ကျမ်းစာထဲမှာဒံယေလမှာတဲ့ဖယားကိုမျက်မှောက်ပြုတဲ့ကဝင်ကြီးဆိုတဲ့ကောင်းကြီးပြန်မှမျက်မှောက်ပြုရမှာဒါကြောင့်ဒီဘုရားနိုင်ငံကိုဖမ်းသွားတာကျွန်တော်တစ်ချက်ဖတ်ကြည့်ပါလူငယ်ကြီးပဲ3000ကျော်တယ်လူငယ်ကြီးပဲ3000ကျော်အဲ့ဒီမှာတကယ်သစ္စာရှိအဲ့ဒီရောက်ပဲသစ္စာရှိကျွန်တော်လူငယ်တွေကဘူးကျူပေးတဲ့အဲ့ဒီရောက်သစ္စာရှိတော့အဲ့ဒီရောက်ကိုပဲပြောခဲ့ရှက်ပြမေရှက်ဝင်းကိုတိုင်းလာကျွန်တော်ချက်မှာချို့လူငယ်တွေချို့တယ်မှာလည်းလူပြက်တွေပါတယ်နောက်မှပဲကျွန်တော်ချက်အငိမ့်ကြိုင်တော့ပြင်ကျွန်တော်ကနေ့တိုင်းခရစ်စမတ်ဆိုအငိမ့်က5 stone ဆိုပြီးတော့ဓမ္မအငိမ့်ရှိချက်ရှိ5 stone ဆိုတော့ဒါဝိဒ်ကကြောက်ခဲမလုံးကြည့်သွားတယ်နားလုံးကြည့်သွားတယ်ဟို5 star ကိုကြည့်ပြီး5 stone ဆိုလုပ်လိုက်တာမဟုတ်ဘူးကျွန်တော်ကကျန်းစာအတိုင်းတော့ဖွက်ထားတာဖြစ်တယ်အဲ့တော့လူတွေကတော့ပြောတယ်ရှာတော့မေရှက်အဘီဒီဘောကတော့နာမည်ပေးတယ်ရှာထွက်လေးဖြတ်အဖေဒီမကောင်းဘူးเนาะအဲ့တော့ကျန်းစာထဲမှာရှာတော့မေရှက်အဘီဒီဘောတိုင်လာ3000ကျော်မှာအဲ့ဒီရောက်ပဲသစ္စာရှိအဲ့ဒီရောက်ပဲမျက်မှောက်ပြုလို့အဲ့ဒီရောက်ပဲဘုရားကောင်းခြင်းမျက်မှောက်ပြုကျန်တဲ့လူငယ်2900ရောက်ဘုရားဆင်းမသွင်းတော့ဆိုလိုချင်တာမျက်မှောက်ပြုလို့ကကောင်းခြင်းမျက်မှောက်ပြုတာဒါပေမဲ့ကျန်းစာထဲမှာဒံယေလကိုရှာတော့မေရှက်ပြီးတော့4ယောက်ကမျက်မှောက်ပြုတော့ကောင်းခြင်းမျက်မှောက်ပြုတာဒါပေမဲ့သူတို့နဲ့ကြောင်းပြန်လူငယ်တယောက်ရှိတယ်ကောင်းခြင်းရှိရဲ့နဲ့မျက်မှောက်ပြုတော့သူကောင်းခြင်းကိုသိတဲ့ဒီလိုမရနိုင်အဲ့ဒါကိုလည်းဆိုအေးတော့
အေးတော့သူကကောင်းကြီးရှိပြီလားတော့တားလို့ရကျွန်တော်အောင်သိတယ်နော်ယာကုပ်နဲ့အေးတော့ဝိလာနဲ့ယာကုပ်ကလေအကူဖတ်တော့ကိုဆွဲပြီးထွက်လာတာဒါနဲ့အကူကတလောက်ကောင်းကြီးရှိအောင်မျက်မှောက်မပြုတဲ့အခါမှာနောက်ဆုံးယာကုပ်ကကောင်းကြီးရတယ်တော့ဒီချက်တော်မဆွေသူများနာမည်ဖြစ်စေမနာမည်ဖြစ်စေတင်ချစ်တဲ့စိတ်နဲ့လားတင်ကောင်းကြီးတဲ့မျက်မှောက်ပြုလို့ပါတဲ့တော့အဲ့ဒါဒီနေ့စကားပြောနေတာဒါကြောင့်မျက်မှောက်ပြုလို့ကကောင်းကြီးမျက်မှောက်ပြုရတယ်မျက်ွယ်ပြုတဲ့သူကလေတခါလေမျက်ွယ်ပြုတော့လေကိုမှရှင်းနေရအေးလို့ဆိုသူရှင်းနေရအောင်ပြောပြီးတဲ့တချီအောင်မျက်ွယ်ပြုလိုက်ဘယ်မျက်ွယ်ပြုလို့တခါတော့လေလူမျိုးကအေးတယ်ဝင်ကိုတယ်တကောပေါ့နော်တကောဆိုဝင်ကိုတယ်ရှမ်းပြည်မှာလို့ပဲနှစ်ထပ်အိမ်ရှိတော့ဟိုတော့မှအဖွားပြောက်ကမျက်စိကမှုန်နေတယ်အောက်မှာတကောကဝင်ကိုတော့ဝင်ကိုပြီးတော့ထောက်ခံနေတဲ့ကြောင်ရှမ်းလူမျိုးရဲ့လည်းစကားလည်းဝဲတော့အဲ့အဖွားအောက်မှာတကောရောက်နေတာပြီးတော့သူကမေးတယ်ဟေးအောက်ကတာခုနာဟာတော့အဲ့တကောကစဉ်းစားတယ်ဟောဒီမှာတာခုရှိပါလိမ့်မယ်အဲ့ဒါနဲ့တော့ပြန်ပြောဟုတ်ကဲ့ဘောကျွန်တော်တာခုပါအားဆိုရင်သူမင်းဖက်စားလိုက်ပါဦးအားနဲ့တော့ဘောတမိတ်ပါလေအဲ့ဒီမှာဘောကြီးကဖုန်းဆက်တာရေးရတာပါပါဘာလို့သူစိတ်ထဲမှာတာခုရှိနေတယ်လားအောက်ကတာခုနာဆိုတော့ဒီမှာလည်းတကောရောက်ကအဲ့ဒီဝင်ကိုတယ်ဟာဝင်ကိုပစ္စည်းဒီကိတကောရအစစ်နေတယ်ကားနဲ့ဝင်ကိုတာအဲ့ကားဝပစ္စည်းတွေပါတိတ်အားပြီးပြန်ဖတ်တာကြတော့32လမှာ TV ဖက်တီဗီကိုမထပ်တော့မယ့်အချိန်မှာဘေးအိမ်ကအမျိုးသမီးကနှမ်းပြီးတယ်ဟဲ့အဲ့ဒီ TV ကိုမျိုးဘယ်လိုသွားမှုလဲဟာတခုရောကျွန်တော်ခိုးလာပါတယ်ဆိုပြောက်လာတယ်မှာလေအဲ့ဒီတခုရောအဲ့ဘေးအိမ်ကအပေါ်ဘာပြောလဲဆိုနေအောင်ပြောနေတာပြောချင်တခုရောလည်းရမ်းတယ်တော့ဘုတော့ရမ်းကောင်းတယ်ဟောပါဦးဒီအင်ရှင်ကကျွန်တော်ဒီ TV ပြင်ခိုင်းဖို့ကျွန်တော် service လုပ်ဖို့လည်းအခုယူသွားနေတာအဲ့ဒါနဲ့ဘေးအိမ်ကပေါ်ပါအဲ့ဆိုအိမ်မှာလည်းတစ်လုံးရှိတယ်ယူသွားပြီးမှဟာရတာပေါ်တော့ကဲချီမောင်မင်းခိုင်ရအတလို့ကဲချီအခုကပြောတာပေါ့နော်အခုကိစ္စဟာနေပြရတာမတောက်အောင်အောင်မနော်တော့မျိုးကြီးမို့လို့လေနားလားဟာတခါမှပါတော့သူမရှိသေးတာဒါပေမဲ့ကိုရှိသေးတယ်ဒီတော့လေဒီလိုပဲညက်ွယ်ပြုလို့သူမရှိသေးတာကောင်းကြီးရာဖို့ရှိသေးတယ်အဆိုလိုချင်တာလေမျက်မှောက်ပြုတော်သူကအစင်သေးရညက်ွယ်ပြုတော်သူကလေရှိသေးတာတော့သူများကိုပြန်ပေးရဒါပေမဲ့မျက်မှောက်ပြုတဲ့သူကကောင်းကြီးရှိအဲ့တော့မျက်မှောက်ပြုတော်သူကလေအာရုံပြုတယ်အာရုံပြုတယ်ဖျားဝဲရှာတယ်ဖျားနဲ့ပဲနေတယ်သူကဒါကြောင့်ချမ်းသာတဲ့မှာဦးတော်ရွေးချယ်ထားတဲ့ကျန်ဆာလန်105အငယ်လေး105ခုမြောက်သောဆာလံအပိုင်ငယ်လေးကိုကျွန်တော်ငယ်လေးဖတ်ပေးခြင်းနဲ့105ခုမြောက်သောဆာလံပိုင်ငယ်လေးကျွန်တော်အရှိတိုက်ပေးမယ်နောက်ကလိုက်ဆိုပေးပါကြောင်ရဖျားနဲ့အဘိုးတော်ကိုရှာကြတော့ညနာတော်ကိုအစမပြတ်ရှာကြတော့လောကမှာပစ္စည်းတစ်ခုပြောက်တော့မှဆိုလို့ကျွန်တော်ဒီမှာတော့ရက်ဝင်လို့ဘုမဆိုလို့လက်စတုတ်ကြပြီးပြောက်သွားတယ်ကျွန်တော်ဘာမှမရှာဘူးတွိုင်းလက်မှာမရှာကျွန်တော်ဒီမှာထွက်လာတော့လက်စကြသွားတယ်ကျွန်တော်မီနီကုန်းဒီ point ထိပ်မှာသွားရှာရတာအဲကျွန်တော်ဆရာအချိန်မကောင်းချက်မပြေလို့ဆိုရွာလေးပို့လိုက်တော့ဟောပစ္စည်းကပြောက်အဲ့နေရာမှာရှာတယ်အိမ်မှာဒီချိုးကန်းထဲမှာဆွဲထုတ်ကြပြောက်ဘာမှမရှာဒီချိုးကန်းထဲအိမ်ရှိမှာစော်ရင်းနဲ့နိုင်ကြပြောက်ဘာမှမရှာအိမ်ရှိမှာပဲရှာပစ္စည်းဆိုတာပြောက်တဲ့နေရာမှာရှာကျန်တဲ့ကြတော့တင်ဟာဂျပန်နိုင်ငံမှာမနက်ဖြန်ရောက်ပြီးအဲ့ဒီမှာရှာပြီးပေါ်ခေါ်ရင်အဲ့နေရာဒီအထူးခံရပြောက်တယ်အာမင်အခုဒီမှာလည်းလာရှာရင်အတွေ့ခံရပြောက်မိမိကလေးမျိုးကိုပြန်သွားလို့ပေါ်တော့ကျွန်တော်နဲ့သူရှိပါလို့ခေါ်ရင်လေထူးတယ်ပြောက်ပစ္စည်းကကတ်တနေရာမှာပဲရှာထောင်ရဖျားကြောက်တကဘာလုံးကြိုက်တဲ့နေရာမှာရှာတဲ့ထူးတယ်ပြောက်ဒါပေမဲ့အာယုံပြုဖို့ပဲလို့ဒါကြောင့်လည်းလောကမှာလူတွေရတယ်တယောက်နဲ့တယောက်ပတ်သက်တာဘယ်လိုပတ်သက်လဲဆိုဥပမာဆိုလို့ရုပ်ရှင်တိုင်းဝိုင်းမှာဆိုရင်ပတ်သက်တာရုပ်ချောလို့ပတ်သက်တာအဲတော့ရုပ်ချောလို့မင်းသားမင်းသမီးတချို့ကျတော့ပညာတတ်လို့ပတ်သက်တချို့ကျတော့ပတ်စံရှိလို့လူရဲ့ပတ်သက်ခြင်းကဂျားကန်တဲ့ကိုအမြဲခံတယ်သိလားအမြဲဒါပေမဲ့ကျွန်တော်အားလုံးရဲ့တယောက်နဲ့တယောက်ပတ်သက်ခြင်းကဘာလဲယေရှုကြောင့်ပတ်သက်တာအာမင်ယေရှုဂျားခံထားလို့ဝမ်းမြောက်တယ်ဒါကြောင့်ဘုရားဆင်းဆိုတဲ့ကိုကြတယ်ယေရှုကြောင့်ကအသက်ရှင်ပြီးယေရှုကြောင့်လားဝမ်းမြောက်ပြီးယေရှုကြောင့်လားဖြောင့်မတ်ပြီးယေရှုကြောင့်လားအကျွေးထူးပြီးမရှိဘူးဘာမှမကြောက်ဘူးနော်ဟာခက်ချိုးပြီးရလည်းအများကြီးရှိဖို့လေတူတော့အကျွေးထူတာသူဝဲဟာလို့ဆက်လို့ပြီးတော့ပြန်ဘုရားသားပြီးမှဘုရားကအပူပြေလေခြင်းပါတယ်ပြေလေခြင်းကိုထည့်ပြီးတာအဲ့တော့ကျွန်တော်ရဲ့ပတ်သက်ခြင်းကခရစ်တော်ကြားတယ်ခရစ်တော်ပါအဲ့တော့လူတွေတယောက်နဲ့တယောက်ပတ်သက်ခြင်းကရုပ်ချောလို့ပညာတတ်လို့ပတ်စံရှိလို့ချမ်းသာလို့သူ့ရဲ့ပတ်သက်ခြင်းကဂျားကန်ထဲမှာတခုမှခုခံတာဒါပေမဲ့လူဟာဘယ်ဟောပတ်သက်ခြင်းဒီရုပ်မချောလဲရတယ်ပညာမတတ်လဲရပါမပညာမတတ်လဲဆိုတာ
ရင်တော့ဒီတဲ့အာယုံပြုတ်လိုက်တာနဲ့ကိုဘုရားကပတ်သက်တာဖြစ်တယ်အာမင်အဲ့ဒါရန်သူစံတယ်လူမတဲ့ကြောပတ်သက်ဖို့ဂျာကန်နဲ့အခုရောက်ဖို့တော့စဉ်းစားရတယ်ဟာငါပတ်စံရှိဖို့ကြိုးစားဟာငါပြန်တက်ဖို့ကြိုးစားပတ်သက်ချင်ဘုရားအင်းပတ်စံမရှိလေရရုပ်မချောလေရတဲ့အာယုံပြုတ်တာနဲ့ကိုဘုရားကပတ်သက်တာဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့မတူညီသောအာယုံပြုရှင်လူဟာလေပတ်သက်ခြင်းရဲ့နောက်ွယ်မှာအကျိုးပေးခြင်းမှာပေးတယ်။ဘုရားကအကျိုးစည်းစိမ်ကိုပေးတယ်ဗျ။ဒါကြောင့်ဒီလိုနာဂစ်တုံးမှာဖြစ်ပြပြီးပြောပြတယ်။လူကတစ်ခါလေတကယ်တော့ရောက်တဲ့အချိန်အောင်မှလေအကျိုးမပေးတာများရှိ။နာဂစ်တုံးကလည်းဘုံလေးမှာတကယ်ဖြစ်တယ်။အဲ့လိုပဲမိတ်ဆွေတယောက်ကဆရာမပြောပြတယ်။တော့ဘုံလေးမှာလေနာဂစ်တုံးကအရှာဒီလေတိုက်တဲ့ခါလေအိမ်တိမ်မှာအမျိုးကြီးရောက်ရှိတော့တော့စင်တယ်ပေါ့နော်အိမ်အောင်ရှိပေါ့နော်။ဟာတော့ဒီလူကကြောက်မှဒီအိမ်ပေါ်မှာမတက်ခဲ့နေတာအခုခေတ်ကအရက်စကားနဲ့ပြောရင်တော့အပြူပေါ့နော်အပြူကြီးပေါ့နော်အဲ့တော့ဟာတော့အိမ်ထဲမှာမတက်ခဲ့နေတဲ့အချိန်မှာလေကဘလောက်တောင်တိုက်လဲမသိအဲ့တိုက်လိုက်တဲ့လေကြောင့်လေသူကဘယ်အောင်ရောက်သွားလဲဆိုတော့တစ်ပင်ပေါ်ရောက်သွားတယ်ကျွန်တော်ပြောတော့သိမပြောဘူးနော်ဟာတစ်ပင်ပေါ်ရောက်သွားတယ်ဟာတစ်ပင်ပေါ်ရောက်တော့တစ်ပင်ကိုဖတ်ထားတာအကြည့်ကြည့်ဖတ်ထားတဲ့အချိန်မှာလေအားလုံးနဲ့နေသွားတဲ့အချိန်မှာသူကတစ်ပင်ပေါ်လေးရောက်တော့တစ်ပင်ပေါ်ဖတ်ထားပြီးနေသွားပြီဆိုတော့သူအောက်ဆင်းမယ်ဆိုပြီးအဲ့တစ်ပင်ပေါ်ကနေအောက်ကိုကြည့်လိုက်တဲ့အချိန်မှာလေအော်ဆရာအဲ့တစ်ပင်အလဲတဲ့မှာလေဘာဖြစ်လဲဆိုရင်အဲ့ဒီသူအောက်ကိုမဆင်းရင်သူ့ကိုသူအရင်ကြည့်လိုက်တဲ့ခါလေသူကတစ်ပင်ပေါ်ရောက်သွားတာအိတ်ကြီးပါတယ်ဒါပေမဲ့တစ်ပင်ပေါ်မှာနေရာဘလောက်တိုက်ရမသိဘူးသူ့ကိုသူဆင်းမယ်အချိန်မှာကြည့်လိုက်တဲ့ခါအေးဝဖြစ်နေအေးဝဆိုတဲ့နော်မမေးရဘူးအေးဝဆိုသူလည်းမမေးရဘူးအေးဝမှာဖတ်ဘောင်းပြန်တော့မှအေးဝဆိုပါတယ်တော့အေးဝဖြစ်နေတော့မရှိတော့ဘူးကလက်သိမ့်မဲ့ဘူးမှာဟာအဲ့ချိန်မှာသူအခုနေတောင်းချင်လို့သူကအောက်ကိုအခုနေတောင်းမယ်ဆိုအဲ့တစ်ပင်အောက်ကိုဆင်းဖို့အောက်ကိုကြည့်လိုက်တာအရာအောင်လေအဲ့တစ်ပင်ရဲ့အလဲတဲ့မှာအာဒံ9ယောက်ကဖတ်ထားတယ်အာဒံ9ယောက်ကအဲ့ချိန်မှာအဲ့အာဒံ9ယောက်ကလည်းသူဂရိတော်တိုင်းနဲ့ရှင်ဆန္ဒကြီးကစစ်စစ်နေတဲ့ကပြောတယ်ငါ့ကိုမသာချင်းကြောင်းပြီးပေါ်ထွက်ရတော့တောင်းလို့တော့ငါသူအပေါ်ပဲကြည့်နေတာဟောတော့မစင်ရရဝဲပုံမှန်ကြည့်အောင်မရှိနေတော့အဲ့တော့ဒီကောဒီမျိုးရတော့ဟဲ့ငါ့ကိုမကြည့်နဲ့တော့ခွင့်မပေးဘူးလေကြည့်ခွင့်မပေးဘူးမကြည့်နဲ့ဆိုတော့အာရငါရောက်ကြည့်လို့မရတော့အဲ့တော့သူကလည်းတော့မကြည့်ရတော့ပဲကြည့်တယ်အောက်ပြန်ကြည့်တော့အောက်ကြည့်တော့လေအဲ့ဒီအောက်မှာအဲ့ဒီပင်ချင်ရင်ပါလေအာရဒီမောင်ဝိပိမဲ့ဗိုက်ကြီးတွေကအေဒီဝတ်ဆောင်တဲ့လက်တွေဖတ်ထားတယ်အဲ့တော့အဲ့ဒီပင်တစ်ခုလုံးကကဲအေဒီဝိရဲ့ပင်ဖြစ်ဟာအဲ့ဒီမှာပဲကဲစေးရလာပဲကဲစေးရလာပြီဖေးပါလားခမင်းကြီးလုံးကြီးလေးစောင်းနေမဟုတ်ဘူးပလတ်စတစ်အဖြူအကျဉ်းသားပြီးတယ်အဲ့တော့အဲ့ပလတ်စတစ်အချီလာနဲ့ပုတ်တက်ပြီးပြန်ချတော့ကျွန်တော်စဉ်းစားတယ်လူတော့အလုံးပြတော့အကောင်းဆုံးလာခဲ့လားဆိုပြီးမယ်ပြီးစောင်းနေချင်အောင်ဘာပဲပလတ်စတစ်ကအချီလာပေးတယ်ဗျာအကေကြီးတော့အခုခေတ်ကလည်းသူစားနေရပွင့်နေနေတာဖြစ်ဒါပေမဲ့ဒါကြောင့်မှမချော့တော့ပွင့်နေဟုတ်တယ်ဟာမင်းလာလိုက်တယ်ချော့တာလေ0 quadrant လေဟာ0ကလည်းကြည့်ရတာဆိုပြီး -1 ကို2လို့ဆိုတော့မကြည့်ရတော့ဘူးအေးဝဖြစ်ပေါင်းနေထားရှိအဲ့တော့လူဟာလေတခါတည်းကနေအာယုံမလို့ပြပြအကောင်းဆုံးပေးခြင်းပါပြီခရင်ကတော့အကောင်းဆုံးပေးတယ်ပြောတယ်တော့ဒီလိုတင်အာယုံပြုလို့အဲ့တော့ချက်စားထဲမှာအာယုံပြုတာနဲ့ပတ်သက်ပြီးနံပါတ်1သူ့ကြောင့်ပြောခြင်းလဲဆိုတော့ချက်စားထဲမှာယဟောရှာအာယုံဆိုယဟောရှာအာယုံပြုခြင်းကိုပြောပြတယ်နံပါတ်1ယဟောရှာအာယုံပြုခြင်းနံပါတ်2တော့ဆိုခန်းကြီး73နဲ့14ကနေ19ဓမ္မရာဇဝင်စရုပ်ထမ်းဆောင်အခန်းကြီး73အငယ်14ကနေ19မှာယဟောရှာအကြောင်းတွေ့ရတယ်ကျွန်တော်ဒါဝိဒ်ကိုမောရှေကိုအာဗြဟံတို့ဘာတို့ညာတို့ကျွန်တော်ပုံရင်းနေတယ်ဒါပေမဲ့ယဟောရှာကြတော့တချို့လည်းရင်းနေပါလိမ့်မယ်တချို့ကြောင်းမယ်တချို့လည်းအမှန်တမဲ့ဖြစ်နေတော့ကျွန်တော်ယဟောရှာအကြောင်းကိုပြောမှဖြစ်ယဟောရှာဆိုတာဘယ်လိုလဲဆိုတာအရင်ပေါ်ပြတယ်လေအဲ့တော့ကျမ်းစာထဲမှာယဟောရှာအဲ့တော့ဓမ္မရာဇဝင်ဆောင်အခန်းကြီး73နဲ့14ကနေ19ဒီပိုင်းကိုကြောင်းတွေ့ရတယ်ယဟောရှာအကြောင်းပြောဖို့ဘယ်ကနေစသွားရမလဲဆိုတော့ကျမ်းစာထဲမှာဣသရေလသမိုင်းမှာပထမဆုံးဘုရင်ကဘယ်သူလဲဆိုတော့ရှောလူယဟောရှာဆိုဘုရင်နော်အဲ့ရှောလူပြေသွားတဲ့ကဘယ်သူနန်းတက်လဲဆိုတော့ဒါဝိဒ်နန်းတက်ရှောလူနဲ့30အုပ်ချုပ်တယ်ဒါဝိဒ်လည်း40အုပ်ချုပ်တယ်ဒါဝိဒ်တဲ့ကဘယ်သူနန်းတက်လဲဆိုတော့ဒါဝိဒ်ရဲ့သားရှောလူနန်းတက်ရှောလူနန်းတက်အဲ့တော့ရှောလူနန်းတက်လာတော့ရှောလူလေးပြီးတော့တိုင်းပြည်နှစ်ချမ်းပွဲဘုရားကယဟောရှာအကြောင်းပြောတာကယဟောရှာဆိုတာဘယ်သူလဲဆိုတော့သိအောင်အဲ့ဒီဇာတ်လိုက်အဲ့လိုကိုသိမှဒီအာယုံပြုတဲ့ကိစ္စပြန်သွားလို့ရအဲ့ဒီရှောမုံနဲ့တင်သွားတော့ရှောမုံဆိုတဲ့နာမည်လေးပဲမှတ်ထားပါ peace ငြိမ်းချမ်းရေးသူကရန်သူစားနဲ့ကျမ်းစာမှာဘယင်အများကြီးရှိ
ထက်မှာတဲ့ဒုတ်တစ်ချောင်းဓာတ်တစ်ချောင်းမကင်ဘူးနှစ်40အုပ်ချုပ်တာစစ်တခါမတိုင်ဘူးအခြားပြည်တွေကိုစစ်တိုင်ဘူးသူတယောက်တည်းစစ်မတိုင်ဘူးဒါကြောင့်သူ့နာမည်ပါတယ် peace ငြိမ်းချမ်းရေးသူဘာမှမမရှိဘူးလားလို့မသိဘူးယူလိုက်တယ်မိမယူတာတရားဝင်900လိုက်ပွဲ300 1000ယူလိုက်တယ်ကျန်တာမှရန်သူစမ်းတယ်နော်တစ်ထောင်မရှုံးဘူးကြောင့်တရားဝင်လေသူကဘာခွန်ရလဲဆိုရင်ဆရာရဲ့တော့တစ်ထောင်ယူတော့ကျွန်တော်ကတယောက်တည်းနင်းညာနေတာအမေမနေဘူးကတယောက်တည်းသားလို့လည်းပဲတစ်ထောင်နဲ့ဗျာကျွန်တော်စဉ်းစားနေတော့ရှုံးမှာတစ်ထောင်အောင်ယူထားတော့လေတနေ့မှမရပဲရှိတယ်365ရက်အဲ့ဒီမျိုးမျိုးတယောက်ကဒီနေ့သူနဲ့တွေ့ပြီးသွားရင်ရှုံးုံနဲ့ပြန်တွေ့ဖို့သူ3နှစ်ပြန်ဆောင်အမလီရှုံးုံလို့များကောင်းသားလားသူဘာလို့မသိမရှိလို့ထင်တယ်သူလေတော့တော့ peace နေနေစက်နေတော့ easy ပဲတော့သူ့ကိုကောင်းနေတာဘာ easy နေရတာဒါကဆမနဲ့တော့အဲမှာလုံငါမှာပြောတော့ဆမပြောတာသိကိုကြတိတ်စင်တဲ့ဖြစ်ရင်လေဘုရားကိုအားကိုးမှဆိုလို့လေဘုရားအားကိုးစေချင်လို့လေအခက်အခဲတွေဖြစ်တယ်အဲ့တော့ငါတို့တာရအများကြီးရှိတယ်ဒါကြောင့်ကျွန်တော်ကိုစုတောင်းတယ်ကိုအားကိုးတော့ပို့ပေးတယ်အာမင်အဲ့ဒါကိုယူစေတယ်အခါကြီးကျွန်တော်တို့ပြောရင်တိတ်စင်တဲ့ပေးတာလေတင်များနဲ့နီးစေချင်လို့အခက်အခဲထည့်ပေးတယ်ကိုရှောင်းအောင်တိတ်စင်တဲ့ဖြစ်လို့လားလို့ဘာမှမလုပ်မှမရှိတာဒါကြောင့်ကျွန်တော်ကဝေးထားတယ်ရှောင်းအောင်လည်းပြတောင်းသွားရင်ခန္ဓာမှန်နဲ့စိတ်ရွေးတယ်ခန္ဓာကလေပြတောင်းမှာပြိမှန်မှာမဟုတ်လို့ထိုင်တာစိတ်ကမိမတစ်ထောင်ချီရောက်ဥရကျွန်တော်ယုံပါလေဒီမှာတော့မဟုတ်လို့ထိုင်နေတဲ့စိတ်ကလည်းဆရာတို့ရှိပဲရောက်နေတယ်ဒီမှာနှုတ်ကွက်တော်မှာရောက်မယ်လို့ယုံကြည်တယ်သူစိတ်ရရောက်နေတာကိုမိမတော့စိတ်စဉ်းစားဝယ်ပြီးကောင်းလားဒီမိမကဗရမယာစဉ်းစားဝယ်ပြီးတော့ဒါပဲစဉ်းစားနေစိတ်စဉ်းစားတော့ဒီနေ့စားရည်စိတ်မဟုတ်တကယ်စိတ်တွေပါနေညာဟာဘုရားတို့စဉ်းစားတယ်ခန္ဓာမှန်တဲ့စိတ်ဝယ်သူ့အာရုံတွေဝယ်အဲ့ချိန်မှာဘုရားခင်တိတ်စိတ်ဆိုပြီးသူသားလက်ထက်ကြတော့တိုင်းပြည်အချမ်းပွဲတယ်အဲ့မှာသူ့လက်ထက်ပြီးတော့သားလက်ထက်ကြတော့တောင်ပိုင်းမြောက်ပိုင်းဆိုအချမ်းဖြတ်အဲ့တောင်ပိုင်းကိုဘယ်သူကအုပ်ချုပ်လဲဆိုတော့သူ့သားရောမအုပ်ချုပ်ရောမောင်လည်းလုံးဆိုးတယ်ပြီအဖိတ်တော့ဆိုးတယ်ရှုံးမောင်ကလည်းဆိုးပြီမဲ့တော်တာအများကြီးရှိတယ်သူမိမတစ်ခါကမှလည်းကျန်တဲ့ကိစ္စတော်တော်ကောင်းပါတယ်မိမတော့ဆိုစောက်နေအများကြီးကိုကောင်းဆုံးလို့ဒါပေမဲ့ရောအောင်ကြတော့တော့မှဖျားရမရှိအဲ့တော့ဒါတောင်ပိုင်းရဲ့ဘုရင်ရှောင်းမောင်သားရောပါမြောက်ပိုင်းဘုရင်အခုကျတော့ပွားလာရောဟောရှာအခုဒီမလာသေးတော့သူသွားတာဘဘိုးလောက်ပြီးတော့ရောက်နေပြီရောဟောရှာရောက်မလာသေးဘူးဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့အဲ့မြောက်ပိုင်းမှာကျတော့မယုံကြည်သူဘုရင်တစ်ပါးတက်တယ်အဲ့ဘုရင်နာမည်ပါလို့ခေါ်တယ်ရေရောမြောက်ပိုင်းမှာအဲ့ရေရောကောင်ကနေစကြည်လိုက်တယ်12ယောက်မြောက်ဘုရင်ကအခုကျွန်တော်တို့လေ့လာတဲ့ယဟောရှာဆိုမြောက်ပိုင်းဘုရင်တော့များမယုံကြည်ဘူးလေအဲ့ဒီရောကောင်ကမယုံကြည်ဘူးနော်မယုံကြည်ဘူးဘုရားကသူနန်းထိုင်တာနဲ့ဘာလို့လဲအဲ့မြောက်ပိုင်းမှာဣသရာ10မျိုးပေါ့ကွာတောင်ပိုင်းမှာ2မျိုးပဲပေါ့အဲ့မြောက်ပိုင်း10မျိုးဘာလို့လဲနွားရုံနှစ်ကောင်ဗန်မျိုးမှာတရုတ်နောက်တစ်မျိုးမှာတရုတ်ထောင်မျိုးကပြောတယ်အဲ့မြောက်ပိုင်းကြီးရေရောကောင်ဘယ်မှမရှိတော့မယုံကြည်ဘူးမင်းတို့အားလုံးဣသရေလအေဂုတုပြည်ကနေခါနာပြီးပို့တဲ့ဖခင်အဲ့နွားနှစ်ကောင်ပဲဟာအဲ့တော့ဣသရေလလူမျိုးတွေကလေပုံအောင်မရှိထိုင်ရှိခိုးတယ်အဲ့မှာဘုရားပြန်စိတ်ဆိုးတာအဲ့မြောက်ပိုင်းလူမျိုးတွေဒါကြောင့်မြောက်ပိုင်းပြည်ရဲ့မြို့တော်ရှမာရိမြို့တောင်ပိုင်းရဲ့မြို့တော်ယေရုရှလင်အခုကျွန်တော်လေ့လာတာအဲ့မြောက်ပိုင်းပြည်ရဲ့ဟောရှာတယ်အဲ့ရဟောရှာတယ်တနေ့တော့ကသူ့ဘယ်သူကဆက်လာတိုက်လဲဆိုရှုရိပြည်ရဲ့ဆက်လာအဲ့ဆက်လာတိုက်တဲ့ခါမှာသူကဆက်လာတိုက်တဲ့အရာကိုသူကကြောက်တော့သူဘယ်သူရှိကြီးလာလဲဆိုတော့ကျွန်တော်ရဟောရှာကိုသိပြီဒါပေမဲ့ရဟောရှာဘယ်လိုအာရုံပြုလဲဆိုတာမတော်ရင်ဆက်ပြီးတော့လေ့လာမှာအဲ့ရဟောရှာသူ့ပြဿနာဖြစ်လာတဲ့အခါသူတို့တော့တော်တယ်မဆိုးဘူးသူပြဿနာဖြစ်တော့သူဘယ်သူရှိကြီးလဲဆိုတော့အေလိရှေရှိသွားတယ်အဲ့ဒီမှာ prophet အေလိရှေနာမည်ကြီးတယ်အဲ့တော့အေလိယနဲ့အေလိရှေကိုတတ်ပြောခြင်းနဲ့ကျမ်းစာထဲမှာအေလိယဆိုတဲ့နာမည်လေးတွေကဘုရားခင်ဒီထောင်ပြဘုရားဖြစ်တယ်လို့သိပေတယ်ကျမ်းစာတော်လုံးမှာအေလိယဆို69ကြိမ်တွေ့ရတယ်။ဒါမှမဟုတ်ဗျာဒီလိုက်ရှာကြည့်အေလိယဆိုတာဘယ်နှကြိမ်လဲ69ကြိမ်မယုံရင်တော့အိမ်ရောက်ရင်ပြန်ရှာကြည့်ပေါ့ဒါပေမဲ့မရှာတော့ဘူးတော့ယုံပါတယ်နော်ဒီ66ကျမ်းလုံးဘူးမှမရှာတော့ဘူးတော့ယုံပါတယ်ဆရာတော်တို့ယုံပါပါအားလုံးကတော့ဟောဓမ္မဆရာကြီးဆရာတော်မလေးတော့မဟုတ်ဒီတိုင်းပဲဖတ်သွားမှာပေါ့နော်အဲ့တော့69ကြိမ်ဒီအကုန်လုံးမှာ69ကြိမ်ပဲရှိတယ်အေလိယဘုရားခင်ဒီထောက်ပြဖြစ်တယ်လို့သိရတယ်နောက်သူ့ရဲ့တပည့်ကအေလိရှေရဲ့တပည့်ကဘုရားခင်ဒီကေတင်ရှင်ဖြစ်တယ်လို့သိရတယ်ကျမ်းစာတော်မှာအေလိရှေဆိုတာ58ကြိမ်တွေ့တယ်58အဲ့ဒီအေလိရှေရှိတော့ဟောရှာတော့အဲ့အေလိရှေရှိတော့သွားပြီးတော့ဘာပြောလဲဆိုတော့အေလိရှေကိုပြောတယ်ဟာအေလိရှေအဲ့ချိန်မှာအေလိရှေကလည်းသိတော့မယ်သင်္ကန်းကြီးနေကျွန်တော်နိုင်ငံဟိုမှာရှုပြီးစစ်ကဆက်လာတိုက်ပြီးကျွန်တော်ကြောက်တယ်
အဲ့ဒီမှာတရားလူတွေကချစ်စရာကောင်းတယ်လာရင်အားပေးတယ်တချို့ဆရာဝန်တွေကလူနာသွားရင်ဘာပြောတတ်တယ်လားတချို့အားပေးတတ်ပါလေတချို့လည်းဘာပြောလဲတိတ်မချောင်းချောင်းပါပဲချောင်းနဲ့ဟာလူနာအဲ့မှာလည်းချောင်းနေတဲ့ပြေရောဟာဒီလိုလူမလေးအားပေးစကားဆိုတော့တိတ်ရင်ကြည့်တယ်နော်အားပေးစကားရင်ကြည့်ဒီမှာအင်းရှာရအားပေးတယ်အဲ့ကြောင့်ဩရှာလဲတော့အားပေးတယ်ဒီမှာမှာအဲ့ဒီမှာအင်းရှာလဲသူလည်းတေကန်နေတယ်ဒါပေမဲ့အင်းရှာဒီအဖြစ်ပြလေးမပြောရင်အင်းရှာတေပြီးတစ်နှစ်ကြာတဲ့အဖြစ်ပြကျွန်တော်လည်းလုံပြီးတော့ထပ်ပြောပြချင်အင်းရှာရတယ်အဲ့ကြောင့်ဩရှာအဲ့ကိစ္စအကြောင်းစီစဉ်ပြီးတဲ့အခါအဲ့စစ်ပွဲကိစ္စအတွက်သူစီစဉ်ပြီးသူတေသွားတယ်သူတေပြီးတစ်နှစ်ကြာတဲ့အခါမှာလေသူ့ကိုလေသူတေပြီးတဲ့အခါသူ့ကိုဇာမနာပေါချတယ်အဲ့အင်းရှာကိုဇာမနာချပြီးအဲ့မှာတင်းတိုင်းမှာနေမြုပ်လိုက်တယ်ဆိုပါအဲ့အင်းရှာတေပြီးတစ်နှစ်ကြာတဲ့အခါမှာလေအခုခေတ်ကဆိုရေဝေးလို့ပေါ့ကိုကျွန်တော်တို့မှာဆိုရင်ရောကရေဝေးပဲသွားဘယ်သွားမလဲဝါတာဝေးတချို့လည်းပြောတယ်ဘယ်နာရောက်ပြီလဲဆို6ဝိကျော်ပြီးရေဝေးနာရောက်လို့ပဲအဲသူမှန်းတာသူအသက်နဲ့သူကြည့်မှန်းတာဟာကိုယ်တော့မမှန်းအောင်ပြောင်းနေခိုင်းတယ်120လေးနေနိုင်တယ်အာမင်မျက်စိမမုံခေါင်းမရောတယ်ကောင်းကြီးလေရမယ်တချို့ပြောတယ်ကိုရေဝေးတရားထိတော့ရောက်နေပြီသူ့တက်ကိုကြည့်ပြီးတော့မှန်းတာဒီကတော့မမှန်းအောင်တော့ပြားခင်ထားတော့နေရမှာဖြစ်တယ်အဲ့တော့အင်းရှယ်ရတယ်သူတေပြီးနောက်တစ်နှစ်ကြာတဲ့အခါမှာတဲ့အဲ့လိုပဲအင်းရှယ်တကြိုတဲ့တင်းတိုင်းမှာတဲ့ဣသရေလလူမျိုးတယောက်ကတေသွားတော့လာတကြိုအဲ့ချိန်မှာတကြိုတဲ့အချိန်မှာတဲ့ဣသရေလတိုင်းနေမောဘပြည်နဲ့စစ်ဖြစ်အဲ့ချိန်မှာဟိုမောဘစစ်တဲ့လောက်တကြိုတာဇာမနာမှာပို့တဲ့သူတွေကဟိုမှာစစ်တဲ့လောက်ကြောက်ပြီးတော့အဲ့ရုပ်ကလပ်ကိုလေအင်းရှယ်ရဲ့ဘူမေးမှာခဏလေးထားပြီးတော့ဘူလေးချားမှာဝိုင်းပုံးတာကိုငိမ့်ွယ်ရတယ်ကိုငါတို့ပြည့်နေဝမ်းနေခြင်းမစိုးနိုင်တော့ဘူးဝင်ပေါ်တော့ဘာစစ်တက်ကလာရစစ်တက်လာတော့ကြောက်ပြီးပုံးတာကျွန်တော်ကြည့်ကြည့်စစ်ပွဲဖြစ်တဲ့အချိန်မှာဇာမနာချရတဲ့အချိန်ခါလို့ကြံတွင်ဇာမနာချတာအရင်ခက်တာကြံဆိုမတူဘူးဟိုအလောင်းကိုလည်းပတ်တာပဲတော့ပတ်မှာပဲဒီကြံဒါမှမဟုတ်ဟာလေကင်မရာမန်တယောက်ကလေကင်မရာရရင်အများအားပါဟောလေ ready 1 2 3အဲ့တော့ရိုက်အဲ့လိုပဲအတူတူကိုသွားရတော့ ready 1 2အဲ့အလောင်းကို ready 1အချက်ပါနေတယ်ပြောတာအချက်ပါနေတယ်အဲ့တော့အလောင်းကို ready 1 ready post တွေပဲမပြီးနိုင်ဒါပေမဲ့1 2 3ခေါ်လို့မယ်အဲ့တော့ဒီမှာလေအဲ့ဒီရှယ်ပြေတော့ဒီနေ့ဒီသူ့အယိုးတွေတော့ဖြစ်နေပြီတော့အယိုးတွေဆွေးနေအဲ့ချိန်မှာအဲ့အလောင်းအဲ့ဒီရှယ်ကူနာမှာဖြစ်သွားတော့ဟာတော့မှစစ်တပ်ရန်စစ်တပ်ကဖြတ်တော့တော့လူတွေကြားထဲမှာလိုက်ပုံးတာဇာမနာလာချတယ်အားလုံးလည်းစစ်တပ်ကကြော်ကဲလို့အချင်းဆိုပြီးတော့အဲ့အလောင်းကိုမြေချမယ်လို့ကြည့်တဲ့အချိန်မှာအဲ့အလောင်းကအဲ့ဒီရုပ်ကလကြီးကအေလိရှဲဘူရဲဝင်ပြီးအေလိရှဲအယိုးနဲ့ကြည့်ပြီးထထိုင်တယ်ကြောင်းလားအရင်ကစားအေလိရှဲကရိုးရင်းချင်စီဒီကောင်းကြီးရတယ်လို့အော်ဆန်တေးတဲ့ပြည်ပြီးတော့အေလိရှဲတေးဘူရဲရောက်သွားပြီတော့အဲ့ဘူရဲကအယိုးကိုထိပြီးတော့အဲ့တေးတဲ့သူကဘာလုပ်လဲထထိုင်တာအဲ့ဒါဘာမှထိုင်ပြရတယ်ဆိုရင်ဓမ္မယုံဇုတ်ကတော့ခဏစက်တော့ငင်းဆယ်ရနေ20တိတိထိုင်ပြီးအရှင်သူစားတဲ့ကျန်စားတယ်ဓမ္မယုံဇုတ်ကတော့ခဏစက်တော့ငင်း20နေ20တိတော့ဖတ်ပြအေဒီရှေတေးလေးဒီလိုချင်းကိုခံပြီးမှနောက်နေ့ကိုတေးပြီးတစ်နေ့ကြာသွားရင်မောဟတတာလို့ဒီဣသရေလပြည်ကိုဆက်လာတိုက်ကြိုက်ဣသရေလလူတို့ဒီဒုတိယကိုကြိုးစင်းနေမောဟတတာပြည်ကိုအလောင်းကိုအေဒီရှေတင်းတိုင်းကိုချထားကြတယ်တေတော်သူဒီအောက်ကိုရောက်နေအေဒီရှေအလိုလိုကိုထိတော့ကအသက်ရှင်ပြန်တဲ့ပြင်မတ်တခါရအကျဉ်းသူစားအေဒီရှေတေကတနစ်ကျော်နော်အေဒီရှေအယိုးနဲ့ထိပြီးအဲ့ဒီတေတဲ့လူဘာဖြစ်လဲထထိုင်ကျွန်တော်အခုဖြစ်တာပေါ့နော်ဒီထက်ကတယောက်ယောက်တာအဲ့လိုသွားပြီးတစ်နှစ်ကျော်လောက်အယိုးနဲ့ထိပြီးထထိုင်တော့လေရေဝဲမှာလူတွေတန်းစီမှာအဲ့ဒီကိုလာပိုးမှရတော့ဘူး။အော်တို့အိမ်မှာတယောက်တည်းနဲ့တို့အဲ့အယိုးလေးထိုးလူကောင်းပါနောက်တစ်ယောက်တည်းတို့လိုက်တော့မှလေအေးရှင်အယိုးလေးဒီလိုပဲအဲ့ကမှဘောပိုးရမှာလူတွေအောက်လေတို့အိမ်မှာအမေသိတို့အမေသိတို့အတူမှဘောအေးရှင်ရုံးမှာကောင်းကြီးရှိတယ်။အဲ့ချက်တော်မှမရှိကျွန်တော်ပြောချင်တာလေညမောက်ပြည့်ဖယားကိုအာယုပြုတော်သူကတေသွားရင်တော့ရိုးရင်းချင်သူတိကောင်းကြီးပြီးရတယ်။တေအသက်ရှင်တဲ့ကြောင့်တိထက်တော့တေကောင်းကြီးပြီးမယ်ပြော။အေးရှေအရင်ကမဟုတ်ဘူး။အရင်အာယုပြုလို့အဲ့ဒီအေးရှေရှိတော့ဘုရားဟောရှာရောက်လာ။အခုကျွန်တော်နည်းနည်းကျူလုပ်လိုက်တာ။ next တော့ကျွန်တော် TV ကြည့်ပြီးတယ်နော်။ဘာလို့စလာလဲ။ဟာဘာလို့ဒီကျဆိုပါလို့လဲ next အမေလုပ်တယ်။တရားဟောချက်ကြားတယ် next လုပ်လို့မရတော့။ကောင်းကြီးလည်းဘာဖြစ်ပါမလဲ next ဖြစ်ပါမယ်။ကျွန်တော်တရားကတော့ဘယ်လောက်ပြနားခေါ်ရလဲတော့ကောင်းကြီးရှိတယ်နောက်တော့လည်းကောင်းကြီးရှိပြီးသားအဲ့တော့ဒီမှာတော့အေးရှင်
မသိရင်ဖြစ်တာကိုရဘောရှာကိစ္စအေလိရှေသိတော့မယ်အဲ့ချိန်မှာဘူးအဲ့ဒီသူ့ကတိလေးမှာအိမ်ထဲမှာကတိနဲ့လဲတဲ့ချိန်မှာအဲ့ရဘောရှာဝင်လာဟာပရိုလို့ပေါ့ကျွန်တော်ရှင်းစစ်တက်ကလာတယ်အဲ့ချိန်မှာအေလိရှေပြောတယ်မင်းဘာလို့ဆိုရင်လဲတရားရှိအဲ့အဲ့ချိန်မှာအဲ့ရဘောရှာအေလိရှေမေးတယ်အဲ့ဒီခုနကကျွန်တော်ဖတ်တဲ့ကျမ်းတော်အခုကျွန်တော်လေ့လာနေတဲ့ကျမ်းတော်473 14ရာ19ဒီပိုင်းအဲ့ဖြစ်တဲ့အခုကျွန်တော်ပြောမယ်ဖြစ်တဲ့ကိုတွေ့ရမှာဖြစ်တယ်473 14ရာနေပြီးတော့19ဒီပိုင်းအဲ့ဖြစ်တဲ့အဲ့ချိန်မှာအင်္ဂလိပ်ရောအဲ့ရမောရှာပြောတော့ကျွန်တော်ကတိုက်ပြီးတော့ကြောက်တယ်အဲ့ချိန်မှာအင်္ဂလိပ်ပြောတယ်ဒီမှာပါလဲကျွန်တော်ကညာနဲ့လေးနဲ့ပါလေoh sorry ညာနဲ့လေးနဲ့ကျွန်တော်လည်းပြောရတာဟောတာညာစကားတွေပဲပြောပြနေတော့နော်သိစကားမပြောအဲ့တော့ညာနဲ့လေးနဲ့ပါလေ okay တော့မင်းမညာနဲ့လေးနဲ့ပါရတယ်မင်းအရှိတကားဖိုင်အဲ့ချိန်မှာအင်္ဂလိပ်အိမ်နဲ့ရမောရှာကိုမျိုးလုံးနဲ့မြင်ကြည့်တာအင်္ဂလိပ်အိမ်ဆိုတော့အင်္ဂလိပ်ကလေးမှာလဲနေတယ်ဟောရမောရှာဝင်လာပြီးတော့မင်းမညာနဲ့လေးနဲ့ပါရင်အရှိတကားဖွင့်လို့တော့တော့ဘယ်မင်းအာယုံကိုဟိုးမှာရှုပ်စစ်တဲ့မျိုးလာတိုက်နေတဲ့အာယုံလည်းမနော်အာယုံလည်းနော်မင်းအာယုံကိုမင်းအဲ့ဒီနဲ့များလို့ရွှေဆိုရဘောရှာအင်းချက်ပြောတဲ့နိုင်ရွှေရတော့အဲ့ဒီရဘောရှာရွှေတဲ့လက်ပေါ်မှာအင်းချက်လိုက်ဖတ်ဖတ်ပြီးတော့မင်းအဲ့ဒါဖြစ်ထောက်ရဖျားရများဆိုမြစ်ဖြစ်အဲ့ဒီကမင်းနိုင်စီလူတွေနဲ့ချင်းခတ်ကြောင်တော့ပဲဘာမှလည်းမမြင်အောင်ပြစ်တာဖြစ်နေတာအာယုံပြုရဆိုမှတ်တာသိစုတောင်းတာယုံနဲ့စိတ်နဲ့စုတောင်းအချိန်နဲ့ပြရအောင်ကြည့်ရပါအောင်ရောချရတယ်ကြည့်တော့အင်းရှောအင်းရှေတေကလေးမို့လို့ဘုံဘယ်နဲ့တမျိုးဖြစ်သွားလို့ဒါတွေတော့ခိုင်တာစဉ်းစားပါတကယ်တော့အာယုံပြုနိုင်နေတာအဲ့တော့အဲ့ဒီမှာသူကလည်းအာယုံပြုလို့တစ်ချက်ပြလိုက်ပြစ်လိုက်ပြီးတော့အင်းရှေကပြောတယ်မင်းအောက်မှာမြားလို့ရှိတယ်အဲ့မြားကိုယူပြီးတော့လည်းမင်းနေကြီးကိုရိုက်မင်းငါးချိန်ရိုက်ရင်အဲ့လိုငါးချိန်နိုင်တယ်မင်းဆယ်ချိန်ရိုက်နေကြီးကိုရိုက်ပြီးမှပြစ်ဘာမှချိန်တော့ဒီတိုင်းမြားကိုမှပြစ်ခိုင်းလေးကိုမှပြစ်သူတဲ့ချိန်ကျတော့နေကြီးကိုရိုက်ပြီးပြစ်ရိုက်တော့ဘာဖြစ်လဲနိုင်ကျွန်တော်ကအဲ့ချိန်ကျွန်တော်ကဟောရှာနေရာမှာဆိုပြီးအတော်လည်းနိုင်နေတာပေါ့ရန်ကုန်နိုင်မှာပေါ့ကျွန်တော်အချိန်တစ်ထောင်လောက်ကြိုက်မှာညနေမှမိတယ်လေးမယ်ဘာလို့ရိုက်တော့နိုင်မှာလဲမြောက်ကိုရိုက်ခိုင်းတာမြေကြီးကိုရိုက်တယ်ရိုက်ပြီးမှမင်းပြန်လို့ပြီးထပ်ပြေးတယ်မင်းရိုက်တော့နိုင်မယ်ဒါပေမဲ့အဲ့ချိန်မှာဟောရှာဝမ်းနေစရာကောင်းတယ်မြေကြီးပေါ်မှာအဲ့မြောက်ဘယ်နှချိန်လေးရိုက်3ချိန်ပဲရိုက်ပြီးဖြစ်တယ်တော့အဲ့ဒီရှယ်ဟောရှာပြောတယ်မင်းအာရုံပြုတာနေတယ်哦，没修理是的，没多久没来。啊，给你哪点超点啦？要你给把你进来了，哪点超？所以呢，等下哩，等苏州家来给什么别种的里面，等用来生的阿用对面啊，啥超呀的到高级等你用了，你用嘛？那我想没用在哪里去？大家没看过哪里？这帮你嘛我讲，你有理，人家都没人管你搞，你这帮带你也不难接了。哎，你有发起掉个喏？သူကတော့ကျဲမှာပေါ်ပြီးပုံတာသူမိသားစုပဲပါအဲ့ချိန်မှာဂျပန်စစ်တွေကဘုံတွေဟာဘုံပြီးဘုံကျဲနေတာဘုံပြီးဘုံဆိုတော့ဘာဒီဘုံတွေတောက်ပြီးဘုံတွေပုံတော့တကယ်ဘုံတွေကျဲနေတာဟာကျဲတော့သူတို့ကတော့ကျင်းနေရလဲတော့ပုံမဲ့ချိန်တော့တော့မြင်နေရသူတို့ပြေတော့မယ်အဲ့ချိန်မှာပြေလို့လည်းဖြစ်တော့ဒီဖတ်ကြည့်ပေါ့နော်တကယ်ဖတ်ပြီးမိသားစုတွေကလည်းငိုနေတယ်အဲ့ချိန်မှာသူကဘုရားရှင်ဆူကြောင်းတယ်ပြေလို့ဆိုတော့မြန်မာလိုလည်းကောင်းမတတ်တော့သူဘုရားရှင်ကောင်းရလည်းညှို့တူပြီးဆူကြောင်းတယ်ဘုရားသခင်နေပေါ်ဒီပေါ်ဆောင်လို့လည်းငါတို့မလာတော့ပဲသူကလည်းရှင်းတယ်ဒီပေါ်ဒီပေါ်ဆောင်လို့လည်းငါတို့တော့မလာနိုင်ဘူးတေဝါလို့တေးတယ်သူပဲကြောက်တာသူရိုးရှင်းရှင်းပဲသူစကြောင်းတယ်ဒါပေမဲ့သူအာယုံမှန်ပြီးတော့ပဲသူအာယုံကူတာလည်းနေပေါ်ဒီပေါ်ဆောင်လို့လည်းငါတို့မလာတော့ပဲဟာဒီအောင်ဆရာကအဲ့ဒီတောင်းတော့သူစကြောင်းလိုက်တာတစ်စက္ကန့်မှမပြည့်ပါဘူးအဲ့ဒီစာကြောင်းလေးကြောင်းလေးပဲတောင်းလိုက်တာအဲ့ဒီဘုံကသူတို့ကိုကြော်ပြီးအနောက်တော်ပြတ်သွားတယ်အာမင်ကျွန်တော်တို့ဆိုရင်အာယုံပြုတဲ့ရတဲ့ချိန်မှာရအောင်အာယုံပြုလို့ဒီနေ့ဒီနေ့ရ6နိုင်ပြီရအောင်အာယုံပြုတာအဲ့ထဲမှာတဲ့တော့ကောင်းချင်းရှိတာရဖို့ရှာတော့အာယုံပြုအောင်သူစိတ်ထဲမှာဖြစ်မှာဖြစ်ပါမလားနိုင်မဘယ်ချိန်ပဲရိုက်တယ်၄မြောက်3ချိန်ပဲရိုက်တော့ဘယ်ချိန်ပဲနိုင်ရဲ့3ချိန်တော့ဒီနေ့ကျွန်တော်တို့ဆိုတိရဲ့အတွေ့အကြုံတိအကြံစီနဲ့မတော်နိုင်ဖရားရဲ့ဂတိကိုအာယုံပြုဂတိတော်ထဲမှာကောင်းချင်းရှိပြီးတော့ရမောရှာအာယုံပြုတာလဲတော့ကောင်းကြီးမလားဒါကြောင့်ဒီလူဟာလေတခါလေလူကပြတ်လာဖြစ်နိုင်ပါနဲ့ဘောတတ်တာအတွေးနဲ့ဘောတယ်လူရဲ့အတွေးကလူကိုချောက်ချားစေတယ်ဒါနဲ့ဒီအာယုံပြုတဲ့သူဟာလေအတွေးနဲ့ဘောဂတိတော်နဲ့ဘောတယ်အာမင်တရားဂတိတော်နဲ့ဘောဂတိတော်တဲ့တည်နေတယ်ဒါကြောင့်အတွေးဆိုတော့တခါတော့ဟာလေလူငယ်3ယောက်က15လေးလောက်ရမယ်အလုပ်အင်တာဗျူးတစ်ခုလာပြီးအင်တာဗျူးလုပ်လူငယ်3ယောက်ပါမန်နေဂျာကဒီလိုရ15လေးရမယ်ဒါပေမဲ့မင်းကအရာမခက်ဘူးလွယ်လွယ်လေးတစ်ခုပဲမင်းမယ်
အဲ့ဒါဖြေနိုင်ရတယ်ဟာ15သိန်းဆိုမှလောက်တယ်တလား15သိန်းရအဲ့ဒီနဲ့တော့ကိုမန်နေဂျာပေးတယ်ဘယ်လိုလုပ်ပြတ်ကိုမေးတယ်ကဲလောကမှာအများဆုံးကဘာလဲအများဆုံးကဘာလဲလို့ဖြေအားကြီးနေတော့တယ်ချက်ချင်းမတည့်ရဖြေလောကမှာအများဆုံးကအလင်းပါမှန်တယ်ဒီကလုံးဆိုတာခုနက6ဆိုပါပဲလေလင်းနေဟာမင်းတော်တယ်15သိန်းရဒုတိယနေ့ကမျက်နှာဈေးစီးတော့ပဲရှိတော့ဘာလို့မရတော့ဘူးဒုတိယနေ့အလေပြောက်ကိုလည်းမေးတယ်ကဲမင်းသူ့ထက်တောင်ဖြေမှမင်းလည်းအလုပ်ရအဲ့ဒုတိယတော့မေးတယ်အဲ့ဒီငုံမဲ့လောကမှာအများဆုံးပါလေဟာဒုတိယတော့စဉ်းစားတယ်အလင်းဖြေပြီးဆိုသူစဉ်းစားပြီးချက်ချင်းထပ်ပြီးအတွေးပါအမှန်တယ်တော့ပြောစကားမှလည်းလောကမှာအများဆုံးတွေးပဲဟုတ်တယ်မန္တလေးသွားတယ်နဲ့တိုင်းလို့မန္တလေးရောက်ပါဘူးအစီအစဉ်နဲ့တိုင်းလို့အဲ့ဒီတိုင်းနဲ့ပေါ်ရောက်တော့တော့ချစ်သူတော်ဘောနော်ပြောလိုက်ဘာမှပတ်နိုင်နေမှာဟာတိုင်းနဲ့ပတ်စူတောင်းရဲတော့ဘာပတ်ချက်ပါဟာတော့အတွေးပါလေဟာဘာလဲသူတွေးရတယ်တော့ပဲမန္တလေးရောက်ပါတွေးရတယ်မြင်ချင်းရောက်လောကမှာအများဆုံးဒီအတွေးဟာမင်းမှန်တယ်ထားတကယ်ပြောဖြေစဘာမရှိဇီစီမျက်နှာဇီစီတော့ပဲကျိတ်နေတယ်ဆိုလို့ပြောတော့အဲ့ဒီမှာတကယ်ပြောမေးတယ်အဲ့ဒီကမေးတယ်လောကမှာအများဆုံးပါတော့ဘုံရောက်တဲ့ကောင်ဖြေမှသူလုပ်ရမှာဆိုတော့မတည့်ရတဲ့ပိုက်ဖြေလောကမှာအများဆုံးဝန်သွားတာပါဟာမဆိုင်ဘာမဆိုင်ဘာမင်းရှိတော့ဘာမဆိုင်ဘာမဆိုင်ဘာကိကတော့မှဝန်တော့ဟုတ်တယ်လို့ပါစေတော့လည်းဘာလဲကျွန်တော်အရင်ဝန်သွားချက်တော့အဲ့ကျွန်တော်အိမ်နာထဲဝင်နေတယ်ဝင်တဲ့ခါမှာလေမီးလည်းမဖွင့်ကြီးကျွန်တော်လည်းအလင်းနဲ့မလာဘူးဘာမှလည်းမပွေးခင်ဖွက်ကြတယ်မင်းကြီးကကြက်တော့သူ့အလုပ်ခံတယ်သူ့အလုပ်ရဟိုရောက်လို့တော့မင်းလည်းပြောတဲ့စကားအမှန်တယ်သူပြောတာလေဘာမှလည်းမတွေးခင်မီးလည်းမဖွင့်ခင်မပြောတော့လေအဲ့လိုနဲ့ပြောတာလေဒီကနေ့ကျွန်တော်ကအချုပ်ကိစ္စဖြေရှင်းကိုတွေးနေကိုရှင်းတာကိုတွေးနေရှင်းတာတပွဲတော်တော်အစစ်ပြေပြေပဲတော့လုံးမပြေနိုင်ဘူးတင်ပြအောင်အားလေးပြုပြီးဂတိတော်နဲ့ရှင်တတ်လုံးသိကိုစစ်စစ်စီပါလေရမောရှာအတွေးနဲ့စဉ်းစားလိုက်ကဘယ်နှချိန်နိုင်တော့လဲ3ချိန်ဒီနေ့သင်က3ချိန်ကိုအချိန်ပေါင်းများစွာလောကကိုနိုင်ပြီးကောင်းကြီးစုတော်သူရဘုရားရှိအာရုံပြုပါတင့်ကိုပဲအာရုံပြုပြီးလာကောင်းကြီးပေးမှာဖြစ်တယ်ရဟောရှာကဲလို့မဖြစ်ဘူးနံပါတ်1နဲ့ပေါ်ပြလို့လေနံပါတ်2နဲ့နောက်ဆုံးပြောက်ပေါ့နော်နံပါတ်2နဲ့နောက်ဆုံးပြောက်ကတော့ဘယ်သူလဲဆိုတော့ကျမ်းစာထဲမှာပေတရု၏အာယုံပြုခြင်းကျွန်တော်ဒီနေ့နှစ်ယောက်ကြောင်းဒီကပြောခြင်းနဲ့ရဟောရှာရဲ့အာယုံပြုခြင်းနဲ့ပေတရုရဲ့အာယုံပြုခြင်းရဟောရှာဆိုတာမဟုတ်ပေတရုဆိုတာဒါပေမဲ့ကျမ်းစာထဲမှာမဿဲခန်းကြီး7နဲ့24ကနေ29ဖိုင်ပေတရုတော်ကိုရမဿဲ7နဲ့24ကနေ29မှာဖိုင်ရင်ပေတရုဟာတနေ့မောခါမှာပေတရုဆိုတဲ့နာမည်လေးပဲပြောခြင်းနဲ့ပေတရုဆိုတဲ့နာမည်လေးပဲမှတ်ထားပါကြောက်ပေတရုဆိုတာကျမ်းစာတော်လုံးမှာ158ကြိမ်တွေ့ရတယ်ကဘာဝင်ကြလေးဒီလိုက်ဆိုင်ပေတရုဆိုတဲ့ချိန်နဲ့158ကြိမ်သူ့ရဲ့နာမည်အရင်ပေါ့နော်ငယ်နာမည်ပေါ့နော်သူ့ငယ်နာမည်ကဘာလဲဆိုရှိပုံပြခရစ်တော်ကနာမည်နှမျိုးအသက်ပေးလိုက်တယ်ပေတရုနဲ့ကေဖပေတရုဆိုတဲ့နာမည်ကလည်းကြောက်ကေဖဆိုတာလည်းပါပဲလေကြောက်ဟိုကြောက်ဆိုတာလက်ခင်းနဲ့ကြောက်ပေါ့ကြောက်ကုန်းကြီးလို့ပြောတယ်ဒါပေမဲ့ပေတရုမှာနာမည်3မျိုးရှိတယ်မူရင်းနာမည်ကလည်းရှိပုံခရစ်တော်ပေးတဲ့နာမည်ပါလေပေတရုနောက်နာမည်တစ်မျိုးကကေဖအဲ့တော့ပေတရုမှာနာမည်မျိုးရှိတယ်3မျိုးအဲ့နာမည်ဆိုလည်းမဲ့တော့ပို့လို့ရတယ်နော်ကျွန်တော်တောင်ကြီးမှာပေါ့ဒီနေ့ကျွန်တော်တင်းတော်ချက်ကငယ်လေးကန့်သွားတော့အဲ့မှာကျွန်တော်ဆရာမတယောက်ကိုပေါ်ပြီးကျန်းစာအဲ့တောင်ကြီးကဆရာမတွေကဖိတ်ပြီးတော့ကျန်းစာတင်တယ်ကျွန်တော်တို့ဗျာလေးကျန်းနှစ်တိုင်းပေါ့နော်ကျန်းတင်အောင်ဆိုတယ်အဲ့မှာဆရာမတယောက်ကလာတယ်တော့သူ့မှာသားလေးတယောက်ပါလာတယ်အဲ့သားတယောက်ရဲ့နာမည်ကျွန်တော်မိတ်ဆက်ခိုင်းဆရာမသူ့နာမည်မိတ်ဆက်ပြီးအဲ့သားတယောက်နာမည်မိတ်ဆက်ပြီးပါတော့ဟာသူမိတ်ဆက်ပြီးတယ်သားကြီးနာမည်အမောပြေဟာဒီခါပဲကြောက်နေတယ်သားငယ်နာမည်အလွမ်းပြေဟာအဲ့တော့ကျွန်တော်နေဘာလို့အမောပြေနဲ့အလွမ်းပြေတဲ့လဲဆိုတော့ဒီလိုပါဆရာရဲ့ကျွန်တော်သိမိုးနေတဲ့အချိန်သားကြီးကိုကြည့်အမောပြေကောင်းလိုက်တာနော်ဒါကြောင့်သားလေးမိဘတော့မပြရမယ်အမောပြေအမောဆိုမဟုတ်ဘူးနော်သူကြည့်လိုက်ဆရာအမောဆိုနေတာဟာအကျိုးမပေးဆာလာအိတ်တဲ့လားကျိုးဆာလာအိတ်တဲ့ဒါမျိုးကိုနာမည်ပေးတာဆာလာအိတ်ပါဆိုင်လာတယ်ဆာလီအိတ်ကိုဆာလာအိတ်ဟာဟုတ်တယ်အဲ့ဒါကျိုးသားလေးအဲ့လိုအမေတို့အင်တာနက်ဆိုင်မှာတော့ပြီးဂိမ်းလိုက်တယ်ဆိုင်လာတယ်ဆာလီအိတ်သွားတာဆာလာအိတ်လို့ဒါပေမဲ့ခုမှသားလေးကတော့ကောင်းလိုက်တာအမောပြေနဲ့အလွမ်းပြေကျွန်တော်အဲ့ဆင်မောအချံပေးလိုက်တယ်အေးမြတ်ဆင်မဘုရားပြင်ဆင်လို့နောက်သားတစ်ယောက်ပြီးရင်ကျွန်တော်လည်းပေးမယ်အချမ်းပြေလို့နာမည်ပြောတောင်းကြီးဆိုအေးလေဒီဘာလို့အချမ်းပြေတောင်းဖတ်တာအချမ်းပြေပဲဘာလို့နာမည်ဆိုတဲ့ကြီးကြီးအော်ပေထုလေသူရှိပုံဆိုတဲ့နာမည်နဲ့မပေါက်ဘူးသူပြောမိဒါပေမဲ့ခရစ်တော်ကပေထုနဲ့ကေဖဆိုတဲ့နာမည်ပေးပြီးအဲ့နာမည်အပြင်ကောင်းလို့ဖြစ်တယ်အခုမသိခါကြီးစက်ကနေ24ရက်နေစက်မှာတတိတော့ကကပီနိုမြို့မှာခရစ်တော်အိမ်ဒီမှာတရားဟောတယ်
အဲ့ချိန်မှာပေတော့ဟိုတကားတော့မှထိုင်တယ်အဲ့ချိန်မှာဘယ်လိုရောက်လာဆိုဗိမာန်တော်အခွန်ကောက်တဲ့ read on မှာဗိမာန်တော်အဲ့ဒီအခွန်ကောက်တဲ့အခွန်ကနေရောက်လာလို့ပေတို့ပြောတယ်မင်းစင်ကယေရှုနဲ့မင်းနဲ့အခွန်ပေးရမယ်အဲ့တော့ပေတို့ကအဲ့ချိန်မှာသူ့အိတ်ကတည်းရှိတာအိတ်ကတော့အားရကြပဲမိမိတိုက်ထားတဲ့တရားမရှိဘူးပေါ့တချို့ကလေတချို့ကဘယ်လိုလဲတော့မသိဘူးတော့ချောက်တပိတ်ထဲမှာပို့လို့လာပါလို့အိတ်ကမပါဘူးအိတ်ကမပါတဲ့အင်ဂျင်လုံးဝတ်တာအဲဒီမှာတော့မပါဘူးဒီမှာတော့မပါဘူးငါတို့ထုတ်လိုက်ကြတာနော်အိတ်ကမပါအိတ်ကဆိုအိတ်ကကိုမိမို့တိုက်ထားတာမပြောင်းနေတာလေအဲ့တော့ဒါအောင်ကြည့်ရပြီမြင်တိုက်နော်လို့ပြောတာနဲ့ဒီလိုပဲတကယ်ချင်းနေပါလားခဏတိုက်ရမယ်နော်တိုက်ရမယ်နော်အဲ့တော့ပေတူလေးအိတ်ကကြည့်လိုက်မိတိုက်ထားပြောင်းနေပါမရှိတိုင်းချိန်မှာသင်ရလေးအိတ်ကကိုကြည့်ရင်စိတ်နဲ့ဆရာလေသင်ဘယ်လိုကြည့်ရမလဲယေရှုကိုကြည့်ရမယ်ဟုတ်ပြီအဲ့ဒီတော့ယေရှုကကြည့်တာခရစ်တော်ဝေတယ်ကိုရောဟိုမှာအပေါ်လာကောက်တယ်ခရစ်တော်ဆိုတာတပတ်တည်းလေးချင်းဖယားလေအကုန်ရှိတယ်တလုံးတော်လုံးပိုင်တာခရစ်တော်အိတ်ကတည်းမှာတစ်ထောင်တန်တစ်ပေါင်းတန်ကြိုက်တဲ့ကောက်ပေးလို့ရတယ်အခုကြေးရဆိုပြောတာဒါပေမဲ့ခရစ်တော်ကသူစားတယ်ပြေဖို့ချက်ချင်းမထုတ်ပေးဘူးပေးလို့ရတာပဲဖယားလေအေးရောက်တော့ယေရှုကအဲ့ခွန်ကပေးလိုက်ပြီးတော့တော်လို့မပေးဘူးပါပြောလဲဆိုခရစ်တော်မင်းငများတယ်မချားတဲ့အိမ်မှာရှိလို့ဆိုတာရတဲ့ငါ့ကိုမစပ်ဖြဲတဲ့တရားလေးများတွေ့အဲ့ဒီဥစ္စာပေးလိုက်တယ်မင်းနဲ့ငါနဲ့ကိုရှင်းသွားတယ်ဟာအခုချိန်ဒီမှာပြန်မဲ့အဖွဲ့တွေအားလုံးလေဟိုမြောက်ကလာမှာမွေးချောင်းရှိတယ်ငမွေးချောင်းမှာများတဲ့ချာရှင်းဥစ္စာတွေ့တဲ့ငပြန်မလေးကစိတ်တလုံးပါမယ်စိတ်ဆိုတာတရားဒီစိတ်တလုံးမဟုတ်ဘူးနော်ချားနေမှာတော့ပြီးအာယုံနဲ့ဖြစ်မှာဖြစ်ပါမလားဖြစ်မှာဖြစ်ပါမလားလူကအာယုံတော့ပေတရုဆိုတဲ့ချစ်စရာကောင်းတယ်နော်သူငါးများတတ်တော့ယေရှုကသူ့ကိုဘာနဲ့ပဲခိုင်းတယ်ငါပဲများခိုင်းတယ်အဲ့ချိန်မှာကခရစ်တော်ပေတရုလေမင်းလောက်လေးပါယူသွားနော်ပြီးငါကောင်ဖြစ်ဆိုတော့ပုံပုံလွဲနေမှာသူမဖြစ်တတ်တာသူငါးများတတ်တော့ယေရှုကဘာနဲ့ပဲခိုင်းတယ်ငါနဲ့ပဲခိုင်းတာပေတရုကယုံနေတာယုံတဲ့စိတ်နဲ့သူအာယုံပြုတ်ပြီးသွားတဲ့အခါမှာသက်သာဘုံကြီးထားလဲဆိုသူတကယ်ပဲခင်ဗျားလည်းသွားချတယ်အဲ့တော့ဘုံရတဲ့ကောင်ပါဇက်ကျဲရတယ်ဒါလည်းများတွေ့တယ်အဲ့တော့သူအကုန်လုံးပေးလိုက်တာအားလုံးစစ်ပြီးတော့ဒီနေ့ချက်တော်မှမရှိတင်ရမယ့်ကောင်းကြီးကမရသေးပေမဲ့စုတောင်းတိုင်းယုံတဲ့စိတ်နဲ့အာယုံပြုတဲ့တော့အကောင်းစားပေးပြီအာမင်တိတ်ကိုအကောင်းစားပေးနေတဲ့တရားဖြစ်ပေသူကအာယုံပြုမှုမှန်ပြီးအဲ့ငများတန်ချတဲ့အခါမှာသွားလာဘာမှမရှိဘူးပြန်လာတာကောင်းကြီးနဲ့ပြန်လာဆိုလိုချင်တာလေတင်ခုအိမ်ကထွက်လာတာဘာမှတက်မှလေးဟာတခါလေးကိစ္စမပြေလေတော့ထင်နေတယ်ဒီနှုတ်ဘတ်တော်ကိုအာယုံပြုပြီးပြန်အိမ်ရောက်ရင်ပြေလေခြင်းဖြစ်ဖြစ်တယ်တခါလေးလူကတခါလေးပြေလေခြင်းဖြစ်စမှာဖြစ်စေတော့ဘုရားအကုန်ပြေလေစေနိုင်လူကအကုန်မပြေနိုင်ပြန်အကုန်ပြေနိုင်ဒါကြောင့်လေတခါတော့မင်းကလေးတယောက်ကသူ့တငယ်ချင်းတယောက်ကိုလေသူကအောင်ွယ်ပြေးတယ်ဟိုတချို့ကကိုယ်တိုင်တော့ဆွမ်းတာဟာအောင်ွယ်ကအရန်ကတော့သူကအောင်ွယ်တာဟာသူအောင်ွယ်တိုင်းကိုညာတော့ဟာအဲ့တော့လေဟိုအဲ့ဒီမင်းကလေးတယောက်ကသူ့တငယ်ချင်းတယောက်ကိုပြောတယ်လေအဲ့နင့်ကိုကောင်းလေးကကြိုက်ရတယ်တပိုင်းတရားကိုကြိုက်တယ်ဟာတပိုင်းတရားကိုကြိုက်တယ်ဆိုတော့ဖိနေတတ်တာပေါ့အကြိုက်ခံတယ်ပေါ့ဖိနေတတ်ဟာလို့ရကြတယ်အဲ့ဒါနဲ့အဲ့ဒီကောင်မလေးအကြိုက်ခံတဲ့ကောင်မလေးအောင်ွယ်ကိုပြောတယ်အဲ့ကောင်လေးတော့ကြိုက်တယ်ဆိုရင်ငါမိဘချီလာတောင်းလိုက်တော့မြင်မင်္ဂလာဆောင်စီအချက်ချင်းလာတောင်းများမင်္ဂလာဆောင်ဖို့စီစဉ်အဲ့ဒီကြောင့်မှအဲ့ဒရိုးသမီးကခေါင်းဝင်နေနဲ့ဒရိုးသားကိုပြစ်ပြီးမှအဲ့ဒီကြောင့်မှသူကဒရိုးသားကိုကြည့်ပြီးထွက်လာတော့အရှမ်းအောင်ဟောတယ်ခမ်းပါလေဝင်တော့မဲ့ချိန်မှာဒရိုးသားဝိချင်းနဲ့ရောက်ဟာအဲ့ဒီကောင်မလေးကချစ်ပြောအဲ့ဒရိုးသားကိုကြည့်သိစိတ်ဆိုရအဲ့အောင်ကိုပြောတယ်ဟမ်နေငေါ့ရက်ဆက်လိုက်တာဒီအောင်ပိုင်းတင်တာနဲ့ငါပေးစားတာ哦，你妈所以也ပြောတယ်，你这个工业တပိုင်းတည်နေတယ်။你妈所以တဲ့ငါပြောတယ်။你这个工业တပိုင်းတည်နေတယ်။အစိုးရကပြောနေတာအဲ့တော့ဒီက feeling နဲ့တက်ပြီးယူလိုက်တာ။နောက်တော့တပိုင်းတည်နေပါသွားတယ်။အဲ့တော့ဟိုစဉ်းစားစရာလူဟာတစ်ခါတည်းကနေဟိုပြောနေရတကယ်တော့သူကတော့ဟိုပြောလိုက်တာတော့ပြောလိုက်တဲ့စကားပေါ်မှာသူတာဝန်ပြုရမှာမပေးနိုင်ဘူး။ဒီလိုပြန်ပြန်ချစ်စရာကောင်းတော့ပြောလိုက်တဲ့စကားကိုထာဝရကာလတိတာဝင်လို့ပြောတယ်။ဒါကြောင့်နောက်ဆုံးမင်္ဂလာဆောင်ရင်လေဟောဒီရောက်ကြည့်ပြီးတော့လေဟိုဒါကြောင့်ဆောက်တော့မှဖတ်တာဟောဒါကိုကြည့်ပြီးနောက်ဆုံးအောက်ပိုင်းတွေလားပေါ်ပိုင်းတွေလားဘယ်ပိုင်းတွေလဲဟိုဆက်ဆက်ရတော့တက်စင်လို့မလို့ပြောတပိုင်းတွေလေဒါတခါလေးလူပြောတဲ့အရာကိုအာယုံပြုလိုက်တယ်လို့ပြောတယ်။ဘုရားခင်ပြောတဲ့ဂတိတော်အာယုံပြုတတ်တာကောင်းကြီးဖြစ်စေ။ဒါဒီနေ့ချက်တော်ကောင်းလို့ဆိုရင်အာယုံပြုခြင်းမတူညီသောအာယုံပြုခြင်းကယဟောရှာရဲ့အာယုံပြုခြင်းနဲ့ပေတုရဲ့အာယုံပြုခြင်းယဟောရှာတော့အာယုံပြုမှုလွဲတဲ့အခါနိုင်ရမယ့်အရာအများကြီးမနိုင်ပဲအနေငယ်ပဲပြီးတော့ပ
ပေတုအာယုံပြုမှုမှန်တဲ့အခါမဖြစ်နိုင်တဲ့အရာတွေကဖြစ်အောင်ဘုရားခင်လုပ်ပြီးဒီနေ့တင့်တတ်တာမှာမဖြစ်သေးတဲ့ကောင်းကြီးဒီနေ့ဘုရားခင်အားလုံးစကားပြောတယ်ဖြစ်အောင်ပြင်ဆင်ပေးမယ်ရုံနဲ့စိတ်နဲ့အာယုံပြုအလာနဲ့ပြန်မတူတော့ကောင်းကြီးပေးမယ်ကြားမှာဒီတော့ချင်းစီတိုင်းပြကောင်းကြီးပေးပါစေအာမင်ဒီစကားကြောင့်ပါဆိုဘုရားခင်ကြားတော်တရားစကားကြီးဆောက်ဆက်ဖြစ်စေပါဒီကနေ့နှုတ်ကတော်တိုင်းပေကျုကဲ့သို့ဘုရားကိုယုံနဲ့စိတ်နဲ့အာရုံပြုခြင်းကြောင့်အလာနှင့်ပြန်မတူသောချွေဝသောကောင်းကြီးကိုပိုက်ထွေးနိုင်သောသူများဖြစ်စေပါ။ဒါကလုံးမှာပိုင်ထိုက်သမျှကောင်းကြီးကိုဒီကနေ့နားထောင်တော်သူတွေအားလုံးကိုယေရှုနာမနဲ့ယခုပင်ဆင်းရဲစေပါ။ဒီကနေ့နားတော်ကမာတရားကိုနှလုံးသားမှာအမြင့်ဆွဲပါစေပါ။ယေရှုနာမအပြင်ဆုတောင်းဆုံးသတ်ပါလေဗျာ။အာမင်။